ယောက်ျားတစ်ယောက်ရဲ့အကြောင်းသူတို့မိန်းမထက်တခြားသူတွေကပိုသိတယ်လို့ပြောရင်လေလှန်သာပြလိုက်ရိုးရိုးလှန်မပြတာ3-5ယူတဖုံဖုံကြီးအောင်လှန်ပြလိုက်အတန်ကြိတ်လေးမြင်လို့ခံစားချက်တွေပိုပြင်းထန်လေးပဲယောက်ျားတစ်ယောက်ကလေသူတို့ရဲ့တတိအမှောင်သူတို့မိန်းမရှိမှာပဲပြတာလူရှိသူရှိမှာလုံးဝမပြဘူးသူတို့ကလူရှိသူရှိစကိုကမင်းနဲ့ငင်းငင်းအေးအေးစစ်စစ်နဲ့လုံးဝတူတော့ကောင်းသူတို့လောက်ကောင်းတာဒီကောင်မှမရှိအရန်ကောင်းတာငါမွေးထားတဲ့အမလေးအဲ့လိုကျင်းစာရတာမရှိဘူးမလေးငါကိုငါမောင်ကအဲ့လိုမျိုးအဟုတ်တာမဟုတ်ပါဘူးဟဲ့ငါတကယ်ကြီးအဲ့လိုစားရမှာမပါဘူးဆိုရင်လေဘာမှပြောမနေနဲ့ပြပြပုတ်ပလားပြပြပုတ်ပလားနော်နင်တို့မှပြောကြစကားလုံးမရှိဘူးဟုတ်တယ်မလားဟမ်သူတို့ကလူရှိသူရှိမှလူကောင်းသူကောင်းနေတာတော့နင်တို့ပြောသူတို့မယုံဘူးလေအဲ့တော့နင်တို့ကပြောကြစကားမရှိဘူးအဲ့တော့ပြောစကားမရှိမှအတူတူနီးရပြပုတ်ပလားတခါတည်းနေလားသူတို့ယူထားတဲ့မိမထားသူတို့ပိုတိနေချင်တာပိုတိချင်ကြတာဟမ်အဲ့ဒီအကောင့်တွေကလည်းသူတို့အချင်းစရိုက်ဘူးဆိုသူတို့ရဲ့အောက်တန်းစားစိတ်သက်တွေကိုသူတို့မိမရှိမှပဲပြတာလူရှိသူရှိရပါသူတို့ကုတ်ကမြင်းနေလုံးဝအေးအေးဆေးဆေးလေးရိုးသားကြိုးစားတို့မျိုးသားလေးသူတို့လောက်တာနော်အိမ်တန်ရောက်မှတရေစီဘလူးစီပြီးမိမအောင်နှိပ်ဆက်ရိုင်းနေတဲ့အကောင့်တွေမှာတပုံကြီးပဲနော်ကိုခံစားနေရတာကိုပဲသိတယ်ဘယ်သူမှမသိဘူး